ဗီဒီယိုတစ်ခုကိုခဏလောက်ကြည့်လိုက်တာနဲ့ तू ကတော့မရိုက်တဲ့သေးဘူး तू ကတော့မစိုးပါဘူး तू ကတော့ကျွတ်စင်ရွယ်ဆိုပြီးတော့တန်းပြီးသိတာစီတဲ့အချက်တွေရှိတယ်ဒီနေ့အဲ့ဒီအကြောင်းတွေကိုပြောပြမယ်အခုကျွန်တော်ပြောပြမယ်အချက်တွေကဗီဒီယိုကိုဝါသနာပါပြီးလေ့လာနေတဲ့သူတွေအတွက်တကယ်ကိုအသုံးဝင်ပါပါဘာလို့လဲဆိုတော့လွန်ခဲ့တဲ့8နှစ်ကဗီဒီယိုကိုစပြီးလေ့လာနေတယ်ကျွန်တော်ကအခုချိန်ကကျွန်တော်ကသွားပြောလို့ရမယ်ဆိုရင်သိကြတယ်အဲ့ဒီကောင်မင်းလေး2ချက်လောက်ကိုရိုက်ပြီးတော့ဒီချက်တွေအရင်လေ့လာမှာလို့ပြောမိမှာပဲအခုပြောပြမယ့်အကြောင်းအရာတွေကဖုန်းနဲ့ပဲရိုက်ကင်မရာကောင်းစားနဲ့ပဲရိုက်ဘလို့ပဲရိုက်ဗီဒီယိုရိုက်နေတဲ့သူတိုင်းသိကိုသိထားမယ်အရာတွေပါအဲ့တော့ကျွန်တော်နဲ့အတူတူဗီဒီယိုတွေကိုစပြီးတော့လေ့လာလိုက်အောင်ဥပမာကောင်မလေးတယောက်ကရှူကင်းလာတဲ့စားသောက်ဆိုင်ထဲမှာကော်ဖီတောက်နေတယ်ဆိုတဲ့စင်းလေးကိုဗီဂနာတယောက်ကဘယ်လိုရိုက်မယ်ထင်လဲလာပါကျွန်တော်တို့တူတူသွားကြည့်အောင်ကဲခုလူတို့ဘယ်လိုမြင်ကြလဲအရန်ကြီးဆိုးနေတာတော့မဟုတ်ပေမဲ့ဒီထက်ပိုမိုက်အောင်ရိုက်ပြလို့ရနိုင်တာတွေရှိပါသေးတယ်ဒီတော့ဒီဗီဒီယိုမှာဘာတွေမှားနေလဲဆိုတာကိုအရင်ဆုံးပြောပြမယ်ပြီးရင်အဲ့ဒီအမားတွေကိုပြင်ဆင်ပြီးတော့ပရိုတယောက်ရိုက်တယ်လို့ရိုက်ပြပြီးဘယ်လို result ထွက်လာမလဲဆိုတာကိုလည်းပြမယ်အခုတော့ဘာတွေမှားနေလဲဆိုတော့အရင်စပြီးတော့ပြောကြရအောင်ဗီဒီယိုတစ်ခုကိုရိုက်ကြပြီဆိုရင်လုတ်တက်ကြတယ်ပထမဆုံးအမှားကတစင်းလေးကို10စက္ကန့်နေ15စက္ကန့်လောက်ထိကိုအကြာကြီးပြတတ်ကြတာပဲတကယ်တော့ကြည့်တဲ့သူတွေက2စက္ကန့်လောက်ကြည့်လိုက်တာနဲ့တယ်ဟိုကောင်မလေးတွေအောင်ကော်ဖီတောက်နေပါလားဆိုပြီးတော့သဘောကပေါက်နေပြီဒါကိုကအဲ့ထဲမှာတေချာမဖြတ်ပဲစိန်ပြေနေပြေပြနေတတ်တာပဲအဲ့လိုအကြာကြီးတွေပြနေမှာတော့ကိုဗီဒီယိုကလူစိတ်ဝင်စားမှုနည်းသွားပြီးတော့ပြင်းဖို့ကောင်းသွားရုံပဲရှိတော့တာကိုစတိုရီရဲ့တန်ဖိုးကြောင့်ဗီဒီယိုကလစ်တွေကိုစိန်ပြရမယ်ဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့ရည်ရွယ်ချက်မယ်ရမရှိဘဲနဲ့ရိုက်ထားသမျှကိုအကြာကြီးပြနေတာမျိုးမဖြစ်အောင်အဲ့ထဲမှာဖြတ်တင်တာကိုဖြတ်ထားဖို့လိုပါတယ်ဘီရိုးဆိုတာဘာကြီးလဲလို့ဖြစ်နေတယ်ဆိုရင်ဟဲ့အောင်လေမင်းတို့ကမဟုတ်တော့အေရိုးတို့ဘီရိုးတို့ဆိုတာဗီဒီယိုကိုဝါသနာပါလို့လေ့လာနေတဲ့သူတွေအတွက်တိကိုတိထားမယ်အရာတွေလေအေရိုးဆိုတာကိုပြချင်တဲ့အဓိက main subject ကိုပြောတာပါစောနာဗီဒီယိုမှာဆိုရင်အေရိုးဆိုတာကောင်မလေးကိုပြောတာပါဘီရိုးဆိုတာကိုပြချင်တဲ့ main subject မဟုတ်တဲ့အရာတွေဖြစ်တဲ့ကော်ဖီဖြော်နေတာတွေတစ်ပင်တွေကောင်းကင်တွေပတ်ဝန်းကျင်တွေစိတ်ခံစားချက်တွေအဲ့ဒီအရာတွေအားလုံးကဘီရိုးတွေပါဒီအကြောင်းတွေကိုနောက်ဗီဒီယိုမှာအသေးစိတ်ဆက်ပြောပြပါမယ်စောနာဗီဒီယိုမှာအေရိုးဖြစ်တဲ့ကောင်မလေးကိုပဲရိုက်ပြသွားပြီးဘီရိုးဖြစ်တဲ့ပတ်ဝန်းကျင်ကအရာတွေပါမလာဘူးဆိုတော့ကိုယ့်ရဲ့ story ကပိုအားနေသွားတာပေါ့ဒီဗီဒီယိုကိုတခြားကြည့်ရင်တစ်လျှောက်လုံး eye level နဲ့ပဲရိုက်ထားတာပါကျန်တဲ့ကင်မရာ angles တွေဖြစ်တဲ့ wide shot, medium shot, close up shot တွေကိုအသုံးပြုသွားတာမရှိပါဘူးတခါတလေလူကိုနေရာလေးနည်းနည်းလေးရွေးလိုက်တာပဲဖြစ်ဖြစ်ကင်မရာ angle ကိုနည်းနည်းလေးကစားလိုက်တာပဲဖြစ်ဖြစ်အဲ့လိုလုပ်လိုက်ရင်ကိုပိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတစ်ခုဖြစ်လာနိုင်ပါတယ်အခုကကင်မရာ angle တွေကိုစုံနေအောင်တေချာအသုံးမပြုသွားတော့ဗီဒီယိုက cinematic မဆန်ပဲနဲ့ CCTV ဆန်တဲ့ shot ကြီးဖြစ်သွားတာပေါ့tripod ကြီးထောင် tripod ကြီးပေါ်တင်ပြီးရိုက်နေမှာတော့တက်ဝင်လှုပ်ရှားမှုမရှိတဲ့ပုံရိပ်အသေးကြီးကိုပဲကြည့်နေရတယ်လို့ဖြစ်တာပေါ့ tripod နဲ့ထောင်ရိုက်လို့အပြစ်ပြောနေတာမဟုတ်ပါဘူးတခုတော့ရှိရပါကို story ရဲ့ mood ပေါ်မှာမူတည်လို့ tripod နဲ့ရိုက်ရတယ်ဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့ဘာရွယ်ချက်မှမရှိဘဲနဲ့ဒီတိုင်း tripod မှာအသေးကြီးရိုက်နေတာမျိုးကကြတော့မဟုတ်သေးဘူးပေါ့အဲ့တော့ no life no energy ပါတခါလာလဲ tripod နဲ့ရိုက်တခါလာလဲလက်နဲ့ကန်ရိုက်နေတော့မလုပ်ကြပါနဲ့အဲ့တော့ကိုပြောခြင်းနဲ့ကိုပြခြင်းနဲ့ story နဲ့ live ဖတ်မှုရှိတဲ့ camera movement တွေကိုလည်းလုပ်ပေးဖို့လိုပါတယ်ဗီဒီယိုရရင် lighting မီးပန်းကြီးတွေနဲ့ပဲအမြဲတမ်းရိုက်ရမယ်လို့မဆိုလိုပါဘူး
ပိုင်တော့ပိုကောင်းတဲ့ result တွေတော့ရတာပေါ့ဒါပေမဲ့ရှိထားပြီးသားတဘာဝ natural lighting နဲ့လည်းတက်ရရိုက်ပြလို့ရပါတယ်ပြဿနာက natural lighting ဖြစ်ဖြစ်မိဘန်းဖြစ်ဖြစ် lighting ကိုဘယ်လိုသုံးရမလဲဆိုတာကိုဂရုမစိုက်မိကြလို့ over လည်းမဖြစ် under လည်းမဖြစ်ဘဲနဲ့ normal exposure ရအောင်ရိုက်တတ်ဖို့ lighting နဲ့ပတ်သက်ပြီးတေးချာကိုလေ့လာထားဖို့လိုပါတယ် lighting မှာရင်ကိုဗီဒီယိုကဘလောက်ကောင်းကောင်းရိုက်ထားတာကြည့်ကောင်းမှာမဟုတ်ပါဘူးဒီနေရာမှာနှစ်ပိုင်းရှိပါတယ်ပထမတစ်ခုက white balance ကိုဘယ်လိုအသုံးပြုရမှန်းမသိတာနဲ့ဒုတိယတစ်ခုက color correction ဘိုင်းကိုနားမလည်သေးတာပါအခုကျွန်တော်ပြောတာ color correction ဘိုင်းကိုပါ color grading ဘိုင်းကိုပြောတာမဟုတ်ပါဘူး color grading နဲ့ color correction နဲ့ကမတူပါဘူး white balance မှာ auto white balance နဲ့ပဲအမြဲတမ်းရိုက်နေတာကြောင့်တစ်ခါတလေအယောင်တွေကတလွဲတွေဖြစ်နေတတ်ပါတယ်နောက်တစ်ချက်ကရိုက်ပြီးတဲ့အခါ color correction လုပ်တတ်ဖို့လည်းလိုပါသေးတယ် color correction ဆိုတာကိုရိုက်ကူးရေးလုပ်ခဲ့တော့ကလွဲခဲ့တဲ့အယောင်တွေ skin tone တွေ Kelvin လွဲတာတွေကို editing software မှာအယောင်တွေမှန်သွားအောင်ပြင်ဆင်ရတာကိုပြောတာပါ color correction ကိုတေချာလေးလုပ်ပြီးမှ cinematic look ကိုလိုချင်တာလား commercial look ကိုလိုချင်တာလားဆိုတဲ့ပုံမှာမူတည်ပြီးဆက်လုပ်ရတဲ့အပိုင်းကတော့ color grading ပါဒီနေရာမှာစေတနာနဲ့ပြောပြချင်တာလေးရှိပါတယ်ကိုကတကယ်ကြွတဲ့ creator တယောက်ဖြစ်ချင်နေဆိုရင် color grading ဘိုင်းကိုလည်းတေးချာကိုလေ့လာမှကိုဖြစ်မှာပါအဲ့တော့နောက်ဆုံးတစ်ချက်ကိုဆက်သွားကြရအောင်ဒီမှာလည်း background music ဘိုင်းနဲ့ sound design ဘိုင်းဆိုပြီးတော့နှစ်ပိုင်းရှိပါတယ် background music ကိုရွေးချယ်တဲ့အခါမှာမှားတတ်ကြတာကကိုဗီဒီယိုရဲ့မူနဲ့လိုက်မလိုက်မစင်စားပဲကိုကြိုက်တဲ့သချင်းတွေကိုရှောက်သုံးပြတတ်ကြလို့ပါဥပမာငြိမ်းနေတဲ့စီးမှာဘီတွေပြင်းတဲ့သချင်းတွေခံထားမယ်ဆိုရင်မူကပြတ်ကုန်တာပေါ့ background music ကိုအဆင်ပြေအောင်လေးရှာကြံအသုံးပြုတတ်သွားကြပြီဆိုရင်လည်းမပြီးသေးပါဘူး sound effect တွေ sound design ဘိုင်းတွေထီကိုပါလေ့လာနိုင်ရင်ပိုကောင်းပါတယ် music နဲ့ sound design ဆိုတာကိုဗီဒီယိုရဲ့ emotion တွေကို90% လောက်ထိကိုထိန်းချုပ်ထားနိုင်တဲ့အရာတွေပါကဲစိတ်ဝင်စားစရာအကောင်းဆုံးဘန်းကိုတော့ရောက်လာပြီအခုအမား9ချက်ကိုသိသွားပြီဆိုတော့ဒီအချက်တွေကိုပြင်ဆင်ပြီးရိုက်ကူးမယ်ဆိုရင်ဘယ်လို result မျိုးရလာတယ်လဲဆိုတာကိုကြည့်လိုက်ရအောင်ကဲပုံမိုက်သွားတယ်မလားဆောင်းနာဗီဒီယိုနဲ့ဘာကွာသွားလဲဆိုတော့ clip တွေကိုတိုလေးတွေဖြတ်လိုက်တော့ပြင်းစရာကောင်းတာမျိုးမဖြစ်တော့ဗီဒီယိုတွေလည်းထည့်ထားလိုက်တာဆိုတော့ story ကပို့ပြီးတော့အသက်ဝင်လာတယ် camera angle တွေလည်းပြောင်းလိုက်တာဆိုတော့ CCTV မဆန်တော့ camera movement တွေလည်းထည့်လိုက်တာဆိုတော့ video ကပို့ပြီးတော့အသက်ဝင်လာတယ် dynamic ပို့ဖြစ်လာတာပေါ့ lighting ကိုလည်း use ဆိုင်ထားတာဆိုတော့ပုံရိပ်တွေကပို့ပြီးတော့ကြည်လင်လာတယ်ကာလာပိုင်းကိုလည်းတေချာလေး grading လုပ်ထားတာဆိုတော့ပို့ပြီးတော့ကြည့်လို့ကောင်းသွားတယ် music နဲ့ sound design ဘိုင်းကိုလည်း live ဖက်ညီအောင်ရွေးထားတာမို့လို့ video ရဲ့မူကပို့ပြီးတော့ပြည့်လာတယ်အဲ့တော့ video ကောင်းတစ်ခုဖြစ်လာဖို့ဆိုတာဈေးကြီးတဲ့ကင်မရာတွေကိုသုံးရမှာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုအရာတွေကိုသုံးနိုင်နေဆိုရင်တော့ပိုကောင်းတာပေါ့တကယ်အရေးကြီးတာကကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်စွမ်းရှိဖို့ပဲလိုတာပါ Filmmaking is a series of good decisions ကဲဒီ tutorial လေးကတော့ဒီလောက်ပါပဲဒီနေ့ပြောပြတဲ့အမှား9ချက်ကိုပြန်ပြီးတော့ချုပ်ကြည့်လိုက်အောင် Mistake 1မလိုအပ်ပဲ clip တွေကိုအကြာကြီးပြခြင်း Mistake 2 B-roll ကိုအချိန်ပေးမရိုက်ခြင်း Mistake 3 camera angle ကိုမပြောင်းမနဲ့ရိုက်နေခြင်း Mistake 4 camera ကိုမရွှေ့မပြောင်းမနဲ့အသေးရိုက်နေခြင်း Mistake 5 lighting ကိုဂရုမစိုက်မိခြင်း Mistake 6အယောင်တွေတလွဲဖြစ်နေခြင်း
mistake 7 sound design ဘိုင်းကိုလစ်လူရှုထားခြင်းဒီခုနှစ်ချက်ကိုသိထားပြီးရှောင်းနိုင်ရင်ကိုဗီဒီယိုကဒီကနေနောက်တစ်ဆင့်ကိုတက်သွားပါအဲ့တော့နောက်ကျူရီရီကြမှာဒီအမားခုနှစ်ချက်ထဲကအချက်တွေကိုတစ်ချက်ချင်းအသေးစိတ်ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့ကဲဘယ်လိုလဲကိုလူတို့ဒီကျူတိုရီယယ်လေးကနေဘာတွေရသွားကြလဲပြီးတော့ဒီအမားတွေတွေကမှဘယ်အမားတွေကိုအများဆုံးလုံးမိတတ်ကြလဲဆိုတာကို comment မှာရေးခဲ့ပြီးတော့ပြောပြခဲ့ကြပါဦးဒီလိုဗီဒီယိုနဲ့ပတ်သက်ပြီးလေ့လာခြင်းနေဆိုရင်ကျွန်တော်ရဲ့နောင်နောင် Indie Filmmaker ဆိုတဲ့နာမည်နဲ့ Facebook, YouTube, TikTok တွေမှာ follow လုပ်ပေးထားကြပါဦးနောက် tutorial လေးမှာထပ်ပြီးတော့ဆုံကြတာပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နောင်နောင်ပါ